Always mingla bak ya.ကျွန်တော်ခရစ်စတယ်လင်ဘေကနေကြိုဆိုလိုက်ပါတယ်ဗျာအခက်ခဲတွေကိုမကြောက်ပါနဲ့ဘယ်လို့မဆိုအစားပိုင်းမှာခက်ခဲပေမဲ့ခြေတံရဲ့လက်မှန်ရောက်လာပြီးတော့ဒီနေ့အောင်မြင်မှုလမ်းပေါ်ကိုရောက်လာပါလိမ့်မယ်၆သူတွေကိုပြစ်တင်နေမယ်ဆိုရင်ပြစ်တင်စေရလူတွေစိုးမှာမဟုတ်တော့ဘူးသင်ရဲ့အောင်မြင်မှုနဲ့ပျော်ရွှင်မှုကသင်ပေါ်မှာသာမူတည်ပါတယ်ငါတို့ရဲ့ကြီးမဆိုးအားနည်းချက်ကလက်လျှော့အရှုပ်ပေးတာပါပဲအမြင်ဖို့အသေးချဆုံးနီလန်ကတော့နောက်တစ်ပံစူးစမ်းဖို့ပါဖြစ်ပါတယ်ရီမက်ချက်ကြီးထားပါဒါပေမဲ့သေးလေးကနေစပြီးကောက်ထဲပေါ်ပါအသက်မရှူမှသိဆိုးတာမဟုတ်ပါဘူးပြည့်ရချင်းရလဲသိဆိုးချစ်တကူပါပဲကဲလို့ကျွန်တော်တို့ကခက်ခဲလို့မလို့ရတာမဟုတ်ပါဘူးမလို့ရလို့ခက်ခဲနေကြတာပါအယိုးသားမှုကရန်စစ်ကြည့်တဲ့လက်ဆောင်ဖြစ်ပါတယ်သူ့ကိုစေပေါ်တဲ့သူစီကနေရောက်ဖို့မျှော်လင့်ပါနဲ့သူတို့တဲ့နည်းနည်းလောက်ပဲသာတဲ့အခါမနာလို့ကြားလိမ့်မယ်စားပေါင်းများစွာသာသွားတဲ့အခါမင်းကိုအကြောက်သွားပါလိမ့်မယ်ပတ်စံရှာရဆိုတာအသက်ကြီးတာငယ်တာနဲ့မဆိုင်ပါဘူးဒါပေမဲ့အသက်ကြီးမှပတ်စံရှာမယ်ဆိုရင်ပိုပေမဲ့ရမှာသိချပါတယ်ကိုကအချိန်ကိုတန်ဖိုးထားနိုင်တယ်လို့ခြေကလည်းကိုဘဝကိုမြင့်တင်ပေးပါတယ်ကိုပေးတယ်လို့ကိုပြန်ရမှာပူပါနဲ့မင်းဘဝကိုမင်းတန်ဖိုးရှိချင်တယ်ဆိုရင်နေ့စဉ်ဖြတ်တန်းနေတဲ့မင်းရဲ့ဘဝအခြေအနေကိုမင်းကိုယ်တိုင်တန်ဖိုးထားတတ်ဖို့လိုပါတယ်လူချမ်းသာတွေဟာအမျက်လေးလာသိယူတိုးတက်နေကြပါတယ်လူစင်းတွေကတော့သူတို့အကုန်တိအကုန်တက်နေပြီးတော့အထင်ရောက်နေကြပါတယ်ကျမကြီးဟာရွှေစငွေစတွေတဲ့ပို့ပြီးတန်ဖိုးကြည့်ပါတယ်ဒါကြောင့်ကျမကြီးလိုက်စားဖို့မေးပါတယ်ခဏလောက်ပြအချစ်ပေးပြီးတော့ကျမကြီးကိုကူဆိုင်ပါဘဝရဲ့အဓိကရည်ရွယ်ချက်ဟာလူအမြောက်ကိုကူညီဖို့ပါကူညီနိုင်ရင်မကူညီနိုင်ရင်တော့မှအနည်းဆိုတော့ဒုက္ခမပေးပါနဲ့လူတော်တော်များကစီးစစ်ဥစ္စာတွေရောက်ဖို့ကျမကြီးကိုစတေးကြတယ်ပြီးတော့မှကျမကြီးပြန်ကောက်ဖို့စီးစစ်ဥစ္စာကိုပြန်ပြီးစတေးကြရပါတယ်ရီမချက်ရှိတဲ့သူကအိတ်မပြောတတ်ဘူးရီမချက်ရှိတဲ့လူကအိတ်ပြီးရင်မလို့တတ်ဘူးအကောင်းမြင်တဲ့အတွေးခေါ်တွေရရှိစေဖို့အကောင်းဆုံးနည်းလမ်းကတော့တရားထိုင်ခြင်းဖြစ်ပါတယ်ကျွန်တော် share နေလို့ဒီလောက်ဒီညောင်းတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ